ဘေးဥတော်လိုက်9နှစ်ရှိနေပြီလေထိုးနေတဲ့လူတွေလေပဲရမယ်အဲ့တော့နေဥတော်လိုက်မပြီးသေးဘူးလားလေထိုးနေလားကိုမေကိုလေထိုးရင်လေပဲရမယ်လေထိုးတဲ့လူများရင်လေထိုးတဲ့လူများရမယ်လေပဲပြန်ရမှာပြောချင်တာကຫນွေဦးတော်လန်ရေးသည်အလကားမရဘူးပတ်စံမပေးဘဲနဲ့ပတ်စံမဆိုင်ဘဲနဲ့တပြားမှမရဘူးအဲ့တော့ပတ်စံမပေးနိုင်ဘူးမလှူဘူးဆိုရင်ဆရာနာရှင်စနစ်အောက်မှာပဲနေရလိမ့်မယ်ဆိုလိုချင်တာကလေထိုးရင်လေပဲရမယ်ဒါလည်းအခုအမေရိကန်နိုင်ငံမှာဖြစ်နေတာဒါဆိုရင်အမေရိကန်နိုင်ငံမှာရှိနေတဲ့29ပြည်နယ်ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနဲ့ဒီ Federal လွှတ်တော်အမတ်များက1814ခုနှစ်ဒီ Federal ကနေပြီးတော့ယာဒူးတွေပိုလွန်ပြီးတော့တုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး1812ခုနှစ်ပြည်တွင်းစစ်ပြီးတဲ့အချိန်မှာ1814ခုနှစ်မှာပြည်နယ်9ပြည်နယ်ကနေလွှတ်တော်ကိုယ်စားလှယ်များပြည်နယ်ကိုယ်စားလှယ်များစုပေါင်းတောင်းဆိုခဲ့ပြီးအဲ့တော့ဖွဲ့စည်းပုံပြင်ဆင်မှုတွေကနေပြီးတော့ Federal အစိုးရရဲ့အာဏာတွေကိုထိန်းချုပ်မှုတွေလုပ်ခဲ့တယ်။နှစ်ပေါင်း200ကြာတဲ့အခါမှာအမေရိကန်နိုင်ငံရဲ့ Federal အစိုးရကမောင်ရီကဲတို့အဖွဲ့ကမျက်နှာတွေအုပ်ထားတယ်။ဖမ်းချင်တိုင်းဖမ်းတယ်၊ပြစ်ချင်တိုင်းပြစ်တယ်၊ဝရမ်းမပါဘူး။အဲ့တော့သူ့ရဲ့ယာဒူးတွေကိုအကြီးအကျယ်ပိုလွန်သုံးဆွဲနေတာဖြစ်တဲ့အတွက်ပြည်နယ်28ပြည်နယ်ကတချို့ကိစ္စမှာဆိုပြည်နယ်48ပြည်နယ်ကလွှတ်တော်ကိုယ်စားလှယ်များပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကသူတို့ဒီ Federal အစိုးရကိုကန့်ကွက်တဲ့ဥပဒေများပြည်နယ်တိုင်းမှာဥပဒေတွေရေးဆွဲကြဖို့သဘောတူကြတယ်သတင်းစာရှင်းလင်းပွဲတွေလုပ်ကြတယ်အဲ့တော့ပြည်နယ်တိုင်းမှာ Federal အစိုးရရဲ့အဲ့ဒီကဏ္ဍတော့ဥပဒေကိုတရားလွန်အလွန်အကျူးသုံးဆွဲနေမှုများကိုကန့်သတ်ဖို့ကဏ္ဍတော့ကအဲ့ဒီ Federal ဝန်ထမ်းတွေမျက်နှာကိုအုပ်ထားတာတွေဖယ်ရှားဖို့ဝရမ်းမပါပဲဖမ်းဆီးမှုတွေမလုပ်ဖို့ပြီးတော့သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုပြည်နယ်အစိုးရတွေကစုံစမ်းစစ်ဆေးခွင့်ပြုဖို့ဆိုတဲ့ပြည်နယ်ဥပဒေကြမ်းတွေကိုပြန်လည်ထုတ်ပြန်ပြီး Federal အစိုးရကိုစိန်ခေါ်တော့မယ်ဆိုပြီးတော့ထုတ်ပြန်မှုတွေဖိအားပေးမှုတွေလည်းအများကြီးဖြစ်နေတယ်ပြောချင်တာကအမေရိကန်နိုင်ငံရဲ့ Federal စနစ်ရဲ့အားစံပွဲ Federal ဥပဒေများနဲ့ Federal အစိုးရများဥပဒေပြုမှုများတွေအပြန်အလှန်ဖြစ်ပေါ်နေကြပြီဒါဒီအမေရိကန်ရဲ့နိုင်ငံရေးစနစ်ပါနောက်တစ်ချက်အီရန်ကိစ္စအမေရိကန်မှာတော့မနေ့ကတော့အီရန်မှာပောက်ကွဲမှု6မြို့9မြို့မှာဖြစ်ကြတဲ့ဘယ်သူဖောက်ကွဲမှန်းလည်းမသိဘူးအမေရိကန်နဲ့အစ္စရေးကတော့သူတို့မလုပ်ဘူးလို့ညင်းတယ်ဒါပေမဲ့ပောက်ကွဲမှုတွေဖြစ်ကြတယ်သေဆုံးမှုတွေလည်းရှိတယ်အဲ့တော့အီရန်နိုင်ငံကသူ့ရဲ့နျူကလ িয়ার အာဆင်နယ်တွေပေါ့နျူကလ িয়ার ထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေကိုတူရကီနိုင်ငံကိုလွှဲပြောင်းပေးဖို့မလွှဲပြောင်းရင်အမေရိကန်ကစစ်ရေးအယူမယ်ဆိုတဲ့ချိန်ချောက်မှုတွေနဲ့အထူအီရန်ကလည်းဒါကိုအလျှော့မပေးဘူးဆိုတဲ့အပြန်အလှန်တင်းမာမှုတွေဖြစ်နေတာလည်းအရှိတရားပဲဒါနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုပေါ့အဲ့တော့ပတ်စံ money အဲ့တော့တော်တော်ရဲ့တော်လှန်ရေး9နှစ်တာကိုကျွန်တော်တို့ပြန်သုံးသပ်ကြည့်ကြအောင်ဘာကြောင့်တော်လှန်ရေးကြာနေရလဲပတ်စံမရှိလို့ကြာတာသဘောတူပါသလား yes or noဘာကြောင့်ဒေါ်လာရေးမပြီးတာလဲဘာကြောင့်ဒေါ်လာရေးကြာနေတာလဲကျွန်တော်ရဲ့ကောက်ချက်ဒီပတ်စံမရှိလို့ကြာနေတာသဘောတူပါသလား yes or no ပတ်စံနဲ့လက်နက်တွေဝယ်ရတာပတ်စံနဲ့ drone တွေဝယ်ရတာပတ်စံနဲ့စစ်သားတွေစုဆောင်ရတာပတ်စံနဲ့ကိုယ့်ရဲ့ရဲဘော်တွေကိုထမင်းကျွေးရတာပတ်စံနဲ့ရဲဘော်တွေကိုအင်ကြီးတက်ဆင်ပေးရတာပတ်စံနဲ့ဒီဝန်ထမ်းရန်တရားတွေကိုလဲပတ်ဖို့အတွက်သုံးရတာစိတ်တက်ကကျွန်တော်တို့ကရှိပြီးသားပါမြန်မာပြည်သူတွေကစစ်အာဏာရှင်ကိုတိုက်ချင်တယ်စစ်အာဏာရှင်ကိုဖြုတ်ချချင်တယ်ဒီမိုကရေစီလိုချင်တဲ့စိတ်တက်ကကျွန်တော်တို့ကဘာမှမေခွန်းထုတ်စရာအကြောင်းမရှိဘူးဒီတခိုးတွေလို့ပြောတဲ့လူကိုယ်တိုင်ကပတ်စံမဆိုင်ပဲဆရာနာရှင်ကလူဖြစ်တာဖြစ်တဲ့အတွက်ချက်ချင်းဘလောက်လောက်လွယ်တယ်ပြောချင်တာက
ဒီ page မှာတခိုးလို့ဆွဆွဲတဲ့လူတွေငွေကြေးကိုလွဲသုံးစားလို့ဆွဆွဲတဲ့လူများအတွက်နေရာမရှိဘူးဒါဒီအဲ့ဒီကိစ္စကိုကျွန်တော်တို့ဝေဖန်ရေးလုပ်နေတာမဟုတ်ဘူးတော်လိုင်းရေးဘာကြောက်ကြာနေရတဲ့အကြောင်းကိုဝေဖန်ရေးလုပ်နေတာအဲ့တော့တော်လိုင်းရေးဘာလို့မပြီးတာလဲပတ်စံမင်းတို့ငွေအကြောင်းမပြောနဲ့ငွေကဘာဖြစ်တယ်ငွေကအရာရာကိုမပြီးဘူးအဲ့ဒါဂျင်းနေတကဘာလုံးကငွေပဲပြောချင်တာကဂျင်းစကားတွေစစ်မတိုက်ရဲတဲ့လူတွေဒိုးရေးអော်ပြီးတော့အာနာရှင်နဲ့ပေါင်းစားခြင်းတဲ့လူတွေကပတ်စံစကားမပြောတာဘာသူတို့ကစစ်တိုက်မှမဟုတ်တာသူတို့ကဒိုးရေးអော်မယ်အာနာရှင်ဖိုင်းထောင်ထဲဝင်လိုက်မယ်ပြီးတော့အဲ့ဒါကိုသူတို့တိုင်းပြည်ခေါင်းဆောင်လုပ်မယ်သူတို့ထင်တာကအာနာရှင်ကိုဒိုးရေးလုပ်မယ်အာနာရှင်ကိုစန့်ကျင်လိုက်ပြီးထောင်ထဲဝင်လိုက်တာနဲ့တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီလို့သူတို့ထင်တာအဲ့ဒါမြန်မာပြည်တော်လှန်ရေးရဲ့လွဲမှားနေတဲ့ခံယူချက်ပဲဘာသူတို့ကစစ်တိုက်ဖို့မလိုဘူးလေသူတို့ကလေထိုးတာလေပဲရတာအဲ့တော့အဲ့ဒီတော်လှန်ရေးသမားတွေအားလုံးဒီမြောက်နိုင်လက်ထက်မှာဆက်အနာရှင်လက်ထက်မှာလေထိုးတာဖြစ်တယ်လေပဲရတာသူတို့ပတ်စံလည်းမရှာတတ်ဘူးပတ်စံလည်းသူတို့လည်းမရှာဘူးသူတို့ကသူများအတွက်ပတ်စံရှာပြီသူတို့တော့ပတ်စံမရှာစားတတ်ဘူးအဲ့ဒီလူတွေအားလုံးကဒိုးရေးလုပ်မယ်ပြီးတော့မြောက်နိုင်ဖမ်းသွားမယ်ထောင်ထဲမှာ280ပို့လိုက်မယ်ပြီးပြန်လွှတ်ပေးလိုက်မယ်သူတို့ဒိုးရေးထက်လုပ်မယ်ဖက်ပြီးတော့ထောင်ထဲရောက်သွားမယ်အဲ့ဒါထွက်လာပြီးသူတို့မိသားစုလည်းသူတို့ရှာမကျွေးနိုင်ဘူးသူတို့ကိုယ်သူတို့လည်းပတ်စံမရှာစားတတ်ဘူးတချို့ဆိုတသက်လုံးပတ်စံဘလို့ရှာမှန်းတော့မသိဘူးအလုပ်လည်းမလုပ်ဘူးကျောင်းသားဘွားကနေတော်လိုင်းသမားဖြစ်ပြီးတော့တိုင်းပြည်ခေါင်းဆောင်ဖြစ်ကျင်တာတခါမှလည်းပတ်စံမရှာဘူးမိဘတွေကျွေးတာသူ့မယားတွေကျွေးတာဆွေမျိုးသားချင်းတွေထောက်ပံ့တာဟိုလူထောက်ပံ့တာထိုင်စားတာအဲ့တော့ပတ်စံမရှိဘူးပတ်စံမရှိတော့သူတို့ကလေထိုးတဲ့အတွက်လေပဲရတာအဲ့တော့ပတ်စံမရှာတတ်တဲ့လူပတ်စံဆိုတာဘာမှမသိတဲ့လူတော်လိုင်းရေးမှာပါနေအဲ့ဒီတော်လိုင်းရေးတွေအဲ့ဒီတော်လှန်ရေးတွေလေထုလေပဲရမှာလူခွင့်ရေးတွေဒီမိုကရေစီရေးတွေလူတိုင်းပြောတတ်တယ်ဗျာစာအုပ်ကြည့်ပြီးကျွန်တော်လည်းပြောတတ်တယ်အဲ့တော့ NUG ကိုဝေဖန်ရင်ကိုယ့်အကိုပွင့်ဝင်ကိုတည်းလာမပြောနဲ့ကိုယ့်အကိုတည်းပြောကို page မှာကိုတည်းပြောဒါ NUG ဝေဖန်ရေး page မဟုတ်ဘူးလာမရှုပ်နဲ့ပတ်စံရှာတတ်ပြီလားပတ်စံဘယ်လောက်ထည့်ပြီးပြီလဲကို့မှာရှိတဲ့အရင်းကြီးတွေဘယ်လောက်အိမ်ကြီးရောင်းပြီးပေးပြီးပြီလဲကို့မှာရှိတဲ့စုဆောင်းလာတဲ့ပတ်စံတွေဘယ်လောက်ဒီဒေါ်လာရေးမှာထည့်ထားပြီးပြီလဲအဲ့ဒါတပြားမှမပါပဲနဲ့စစ်တပ်နဲ့ပဲနေရမှာပြီးမှငါမွတ်စလင်အခွင့်အရေးတို့ငါရိုဟင်ဂျာအခွင့်အရေးတို့ငါ့ကိုကုလသမဂ္ဂကယ်မှာတို့ကဘာကြီးကကယ်မှာတို့မကဲဘူးအခုကုလသမဂ္ဂအမေရိကန်တပြားမှမပြီးတော့ဘူးဘာနဲ့လုံးလဲအမေရိကန်မုန်းကြတယ်ဆိုအမေရိကန်မုန်းတယ်ဆိုအမေရိကန်ကပေးထားတဲ့ပတ်စံတွေတစ်ဆင့်ကုလသမဂ္ဂကျွေးတာတွေကိုထိုင်စားနေပြီးတော့အမေရိကန်ကိုထိုင်မုန်းနေကြတယ်လေအခုအမေရိကန်တပြားမှမပြီးတော့ဘူးကုလသမဂ္ဂဘန်ခရက်ဖြစ်တော့မှာပတ်စံအမေရိကန်မပေးဘူးကုလသမဂ္ဂတပြားမှမရှိဘူးတရုတ်မပေးဘူးရုရှားမပေးဘူးအမေရိကန်ပေးနေတာပေးလို့အမေရိကန်လူပါဝါနေတာသူမပေးဘူးဗျာဒေါ်နယ်ထရန့်ကပြတ်တယ်ပေးလည်းမပေးဘူးလူပါလည်းမဟုတ်မင်းတို့နိုင်ငံမပတ်သက်ဘူးမင်းတို့စင်းရဲတဲ့နိုင်ငံမင်းတို့ဇာလန်မင်းတို့ရှင်မင်းတို့ဒုက္ခတဲ့အကြောင်းမပေးဘူးတပြားမှမပေးဘူးဘာလို့ချင်လဲပြောငါမှတာဝန်မရှိဘူးမင်းတို့ WHO မင်းတို့ကိစ္စမင်းတို့ယောဂဖြစ်မင်းတို့နိုင်ငံမင်းတို့ဖြစ်ငါနဲ့မဆိုင်ဘူးငါနိုင်ငံမှာငါကုမယ်မပေးဘူးဘာလို့မလဲပြောကဘာကြီးရကဲပါဘာနဲ့ကဲအဲ့ဒီကဘာကြီးကကိုရှာထားတဲ့ပတ်စံပဲနဲ့ပြားရှိလေဒေါ်နယ်ထရန့်ကတခါတလေကြာရင်ပြတ်သားတာတွေအဲ့ဒါပဲအမေရိကန်ကိုအဖြစ်ပြောတယ်အမေရိကန်ကိုထိုင်ဆဲတယ်အနောက်နိုင်ငံကိုထိုင်ဆဲတယ်ပြီးတော့အဲ့ဒီအမေရိကန်နဲ့အနောက်နိုင်ငံရဲ့ထောက်ပံ့ကြေးတွေကိုထိုင်စားတယ်အဲ့ဒီကနေပြီးတော့ကုလသမဂ္ဂကျွေးတဲ့စစ်ဘေးဒုက္ခသည်ပတ်စံတွေကိုစားတယ်
ဒုက္ခတဲ့စခန်းတွေကဟာတွေကိုစားတယ်အခုမပေးတော့ဘူးဘာလို့ချင်လဲပြောအခုတော့ဆော်ဒီကမလှူဘူးဆော်ဒီကတပြားမှလည်းမပေးဘူးဝင်လည်းမပြောဘူးဆော်ဒီအမုန်းမခံအောင်ရုရှားတပြားမှမလှူဘူးဟိုမျိုးအမုန်းမခံအောင်အခုကိုကလှူလဲလှူရသေးတယ်ပေးလဲပေးရသေးတယ်ကယ်လဲကယ်ရသေးတယ်အပြောလဲခံရတယ်အဲ့တော့ဒေါ်နယ်ထရန့်ကပြတ်တယ်မကယ်ဘူးမပတ်သက်တော့ဘူးမင်းတို့ရှင်းကြငါနိုင်ငံပတ်စံတပြားမပေးဘူးအဲ့တော့ကုလသမဂ္ဂကယ်ပါအောင်လုပ်လို့ရပြီလားရိုဟင်ဂျာ sorry ပဲရိုဟင်ဂျာတွေကုလသမဂ္ဂမကယ်ဘူးဥသူတို့ပြောတဲ့အမေရိကန်လည်းမကယ်ဘူးမင်းတို့ဘင်္ဂလားဒေ့ရှ်ကမင်းတို့မျိုးလှုပ်ရှားမင်းတို့ကိစ္စမင်းတို့ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာတွေကျွေးဖို့ဒေါ်လာတန်း100လာမတောင်းနဲ့အမေရိကန်လှုပ်တော့မပေးဘူးမင်းတို့မကျွေးနိုင်လားစစ်တပ်နဲ့ပြောပြန်ပို့ဘင်္ဂလားဒေ့ရှ်လည်းလာပြီးနိုင်ငံရေးမကစားနဲ့ပတ်စံလာမတောင်းနဲ့မင်းတို့ရိုဟင်ဂျာတွေရခိုင်တွေနဲ့စစ်တပ်နဲ့ပြေးလဲအောင်နေမပြေးလိုက်မင်းတို့ကိစ္စမပေးဘူးရှင်းရောအဲ့တော့မင်းတို့အခွင့်အရေးမင်းတို့ရိုဟင်ဂျာတွေမတရားလုပ်နေတယ်မင်းတို့မွတ်စလင်တွေကိုမတရားလုပ်နေတယ်အဲ့ဒီမတရားလုပ်နေတဲ့လူတွေကိုမင်းတို့တော်လှန်နေပြီလားတနက်နဲ့ပြန်တိုက်နေပြီလားအဲ့ဒီမတရားလုပ်နေတဲ့လူတွေမင်းတို့ပတ်စံပဲပြားထည့်ထားသလဲမင်းတို့မထည့်ပဲနဲ့ OIC ကလှည့်တောင်းကုလသမဂ္ဂတောင်းလိုက်တောင်းနေတယ်ကိုယ့်ကိုရှာစားကြလေ money သူအမေရိကန်သမ္မတတောင်သူ့ပါတီရဲ့ဒိုနာဆိုတဲ့အလှူရှင်တွေကပြောပြီမင်းတို့အမေရိကန်အစိုးရမူဝါဒတွေပြင်မပြင်ဘူးလားငါတို့ပတ်စံမပေးတော့ဘူးအဲ့ဒီအမေရိကန်အစိုးရကို control လုပ်ထားတဲ့အမေရိကန် Republican Party ရဲ့ Trump စိတ်တမဟုတ်ဘူးခင်ဗျာ Trump မဟုတ်ဘူးအခု Republican Party ဦးတေချာမြင်အောင်ကြည့် Republican နောက်မှာတထဲတွေရှိနေတယ် Trump မဟုတ်ဘူးအဲ့တထဲတွေက Trump ကိုလူမိုက်လုပ်ပြီးငှားထားတာဟုတ်ပြီနော်အဲ့ဒီအမေရိကန်သမ္မတအခု policy တွေနည်းနည်းလွဲတယ်ပေါ့အခုတနက်ကင်တဲ့ဥပဒေတို့ဘာတို့ပေါ့ဗျာသူတို့ရဲ့ဒီ federal ဥပဒေတွေကဒီပြည်သူတွေကိုပြတ်တက်လိုက်တာပေါ့ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးမင်းတို့ပြင်မပြင်ဘူးလားငါတို့စကားနားမထောင်ဘူးလားရတယ်မင်းပါတီကိုလိုချင်တယ်မင်းပတ်စံစိုက်ထုတ်ပြီးလွတ်တော်ကိုဆိုတဲ့ရွေးငါတို့အလှူရှင်တွေတပြားမှမပေးဘူးဒါဆိုရင်အမေရိကန်သမ္မတရဲ့အထက်မှာဘယ်သူရှိနေလဲအလှူရှင်တွေဒိုနာတွေရှိနေတယ်အဲ့ဒီလူတွေကဘယ်သူတွေလဲအမေရိကန်နိုင်ငံရဲ့ hedge fund လို့ခေါ်တဲ့တထေးကြီးများဒိုနာလို့သူတို့သုံးတယ်ဟိုဘက်မှာဆိုရင်ဒီမိုကရက်မှာဆိုရင်ဘယ်သူလဲအားလုံးသိတယ်လေရှစ်ပူတွေအများဆုံးသိတယ်ရှစ်ပူတွေသူတွေကပတ်စံအများဆုံးရထားတာဘယ်သူလဲဒီမိုကရက်ရဲ့ဒိုနာနာမည်ကြီးကဘယ်သူပါလဲရှစ်ပူတွေကိုမျိုးကွနိုင်တို့အုပ်စုအများဆုံးသူစီကပတ်စံရထားတာဘယ်သူပါလဲသိတဲ့လူများရေးပေးပါဦးဒီမိုကရက်ရဲ့ဒိုနာဘီလီယံနာဘယ်သူပါလဲရှစ်ပူတွေအများဆုံးပတ်စံရထားတာလေမြန်မာပြည်က NGO တွေအများဆုံးပတ်စံရထားတာလေဘယ်သူပါလဲရိုဟင်ဂျာတွေလည်းရထားတယ်အဲ့ဒီဒိုနာစီကဘယ်သူတော့လဲဘယ်သူပါလဲခင်ဗျာ yes ဘယ်လာပြီးခဲ့ရမယ်ဂျော့ဆိုတော့ yes အဲ့ဒီဂျော့ဆိုတော့စီကရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေလည်းရထားတယ်မြန်မာပြည်ကရှစ်ပူအုပ်စုတွေကိုမင်းကိုနိုင်တို့အုပ်စုတွေလည်းအဲ့ဒါနဲ့တို့ကပါပြီးမှရထားတယ်မြန်မာပြည်မှာရှိတဲ့ NGO တော်တော်များများဒေါ်စင်မောင်တို့အုပ်စုအကုန်လုံးသူစီရရထားတာ moneyပတ်စံပြောချင်တာကတော်လှန်ရေးအလကားမရဘူးဒီမိုကရေစီအလကားမရဘူးလူအခွင့်အရေးအလကားမရဘူးနိုင်ငံသားဖြစ်မှုအလကားမရဘူးဒန်းတူအခွင့်အရေးအလကားမရဘူးမှတ်ဖို့တင်ရဖို့အလကားမရဘူးပတ်စံအချောင်လိုချင်လို့ဘာမှမရဘူးဒါဒီကျွန်တော်စကားမဟုတ်တကဘာလို့ဖြစ်နေတာအခုအမေရိကန်ကရှင်းရှင်းကြီးပြောတာအခုအမေရိကန်ဘာကြီးညာလဲဗင်နီဇွဲလားကိုသူဝင်ဖမ်းလိုက်ပြီးသမ္မတကိုဗင်နီဇွဲလားကိုအီရန်ကတော့မပေးဘူးတရုတ်မင်းတို့ရင်းနှီးမြှုပ်နှံမှုလုပ်ချင်လားဗင်နီဇွဲလားကိုလာခဲ့ငါဖွင့်ပေးမယ်ပတ်စံမယ်စီးပွားရေးပဲအဲ့တော့အမေရိကန်အစိုးရကဗင်နီဇွဲလားကိုထိန်းချုပ်လိုက်ပြီးအဲ့တော့အီရန်ကတော့မလာနဲ့တော့မလုပ်ချင်ဘူးတရုတ်မင်းရင်းနှီးမြှုပ်နှံမှုလုပ်ချင်လားမင်းလာခဲ့ဗင်နီဇွဲလားကိုငါဖွင့်ပေးမယ်ပတ်စံ UK ဝန်ကြီးချုပ်တရုတ်သွားတာဘာလို့ဘူးလဲပတ်စံစီးပွားရေးသဖွင့်တာကနေဒါဝန်ကြီးချုပ်တရုတ်သွားတာဘာလို့ဘူးလဲပတ်စံစီးပွားရေးသဖွင့်တာ
အမေရိကန်အားကိုးလို့မရတော့ဘူးအမေရိကန်ပြဿနာရှာရင်သူဒီစီးပွားရေးအတွက်သွားမှာပဲပတ်စံတကဘာလုံးဒီပတ်စံနဲ့ပဲကစားနေတာဦးကျွန်တော်ရက်တီနေတာလည်းပတ်စံဦးကျွန်တော်ဒီမှာပြောနေတာလည်းပတ်စံဒီတယ်လီဖုန်းကိုကျွန်တော်အခုစိတ်ကဝယ်ထက်တာလို့ပတ်စံကျွန်တော်ဒီမှာနေလို့ဒီဟိုတယ်မှာတရတာပတ်စံဒါကြောင့်အဲ့ပတ်စံကြောင့်ကျွန်တော်ဒီနိုင်ငံကိုလာနိုင်တာပတ်စံအကုန်ပတ်စံအဲ့တော့ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှလည်းမထည့်ဘူးဒို့ရေဒူးအခွေရေငါမတရားလုပ်ကန်တယ်ငါ့ကိုမှတ်ဖို့တင်ပေးပါငါ့ကိုနှိမ်ပါတယ်ငါ့ကိုငိုပြနေုံနဲ့လေထိုးလေပဲရအောင်စိတ်တက်ပြောစရာမလိုဘူးကျွန်တော်တို့တွေကဆက်အာနာရှင်ကိုတော်လန်ခြင်းနဲ့စိတ်တက်လူတန်းရှိတယ်ဒါပေမဲ့ပတ်စံမလာဘူးပတ်စံမရဘူးလားဆက်အာနာရှင်တိုက်မှာပဲပြစ်မှာပဲဆက်အာနာရှင်ဘုံကျဲတာမခံနိုင်ဘူးလားပတ်စံမများဝိုင်းထက်ဒါဆိုရင်မြန်ဘုံကျဲတာဝယ်ပေးမယ်ဒါပဲကျွန်တော်တို့မှာစစ်တပ်ရှိနေပြီကျွန်တော်တို့မှာစစ်တပ်ရှိနေပြီကျွန်တော်တို့မှာလည်းနီးပညာသမားတွေရှိနေပြီကျွန်တော်တို့ပတ်စံလိုချင်တာအခုတို့ဂျိုင်ရိုကော်ပတာတဲ့နော်ဒီစကိုင်းမကွေးမှာဂျိုင်ရိုကော်ပတာနဲ့တို့ဘုံကျဲနေတယ်ဂျိုင်ရိုကော်ပတာကိုပြစ်ချနိုင်မှုတွေလက်နက်ကြီးတွေကျွန်တော်တို့ဝယ်လို့ရတယ်ဘန်တန်သိန်း3သိန်း4သိန်းပတ်စံပေးအန်နူဂျီလည်းလူပဲလေဝိုင်းပတ်စံဝိုင်းထဲမှာရမှာတို့ဒီမို့စီးပွားရေးဝိုင်းလုံးမှာရမှာဒါအန်နူဂျီကတော့ဟိုနေ့ကကြီးညာပြီငါတို့တော့မူရေးစေဝါနဲ့တော့ပတ်စံမရှာဘူး